ဘာလဲ ဘာလဲကြွေမရှိဘူး ညီမလေးအရင်လာတယ်ဟောဒါနဲ့ဒီလမ်းထဲမှာနေရလား ရှိကိစ္စမဟုတ်ပါဘူး ညီမလေးကို့အနေထားကိုလည်းကြည့်လိုက်အောင်ညီမလေးအဲ့လိုပြောအောင်မှတန်းစားတယ်မပါဘူးနော်ညီမလေးကလည်းပါ အကိုနေပူညာအကိုတကယ်ချင်းစီကံပြပြီလား အကောင်မလေးကအရင်ချေတယ်ကွာဘာလို့လို့အောင် ဟာကွာမင်းကတယောက်ကိုရက်ကိုင်းကြည့်နေပြီကွာကိုရက်ကိုင်းမှာစော်လေးတွေလက်လေးကင်ပြီးပန်းလေးပြလိုက်ပြီးနေပြီကွာမင်းငါတကယ်ကြီးလုံနေနဲ့ငါ အေးဒါကြီးအဲ့ဒါကြရင် မင်းအပြက်ခွာ ပန်လေးပေးပြီးတော့လက်ကလေးဆွဲပြီးတော့ကြောလိုက်တယ် အေး တွေ့ပြီဒီတော့အပိုင်ပဲ ပိုင်သွားပြီလေမင်းချင်းနေရဟာမလာနဲ့မင်းဆို ဟုတ်ညီမလေးအခုချစ်ပါ မင်းကလေတိတော့တော်တော်အတုံးမကျတဲ့ကောင်ကိုလိုက်နေတဲ့ကောင်မလေးဘာကြိုက်တယ်မှန်းတော့နည်းနည်းပါမလေးလာအောင်အဲ့ပန်းပြီးတော့ဘာလို့ဒီမကြီးငါတို့အခုဝတ်ထားတဲ့ H&F collection ကအင်ဂျီလေးတွေလေ night dress လေးတွေအဲ့ဒါဆိုလို့ရှိရင်သူအရန်ကြိုက်ညာတိုင်းနဲ့သူကအဲ့ဒါလေးဝတ်ပြီးတော့မှအိတ်တာဒါကပြီးတော့ local brand လေးဖြစ်တယ်ဟာဘင်းတော့ကလည်းတက်တာရှိတယ်မင်းသူအဲ့ဒါလေးဝတ်ပြီးလက်ဆောင်ပေးကြည့်ပါသူသဘောကျလောက်တယ် အဲ့ဒီပြင်ပါ အေးနော်ညအဲ့ဒါကြောင့်ပြောတော့ခေါင်းသုံးပုံမှာပဲ အေးပါဟဲ့ငါအမြင်သွားဝယ်လိုက် The next day ဒီမှာဟွာလေမနေ့ကဖြစ်ပြလေးတော့အခုတောင်းပန်ရှင်လို့ပါ ရှားပါရဲ့မလိုပါအောင် ပြီးတော့လေဟိုညီမကကိုတောင်းပန်တဲ့အနေနဲ့ညီမအမြဲဝင်နေကြ H&M collection က night dress လေးတွေနဲ့လက်ဆောင်ပေးခြင်းလို့ ဒီဇိုင်းလေးကြည့်စီလို့ရတာ ဟိုညီမကချစ်စရာကောင်းတော့ညီမနဲ့လိုက်တဲ့ဇိုင်းလေးအခုရွေးလာပြီညီမအခုစိတ်ဆိုးနေသေးလားအဲ့ဒါဆိုမဟုတ်တော့ချောင်းလို့နော် စားပါအောင်စားလို့ပြော မဟုတ်ဘူးညီမလေးကိုစိတ်ဆိုးပြန်ပြေတဲ့အထိမနဲ့တော့မုံပြီးလိုက်ကြည့်ရရတယ်ဒီလိုစီစဉ်လာတဲ့ကိုကျွေးနေတယ်